မျက်နှာခဏခဏရရပြီးတော့ညီရောင်ရဲလာတယ်ပြီးလို့ရှိရင်ဒါ6ပြီးတော့ဖက်ဖက်လေးလန်းလာတယ်ဒီလိုမျိုးပြဿနာကြုံတွေ့နေရဆိုလို့ရှိရင်မိတ်ဆွေကဖြစ်နိုင်ရည်အများကြီးရှိပါတယ်ဒီဖြစ်နိုင်ရည်အများကြီးထဲမှာကျွန်တော်အဖြစ်အများဆုံး5ချက်ကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့အဖြစ်များဆုံးအသား6တာပါကျွန်တော်အဆိုဓာတ်နဲ့အစီဓာတ်တွေခန်းထောက်လာတဲ့အချိန်မှာမျက်နှာအသားကြီး6လာပြီးတော့ဖက်ဖက်တွေလန်းလာတယ်ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်မိတ်ဆွေကကျွန်တော်တို့ဒီ moisturizer ကောင်းကောင်းကိုမနေ့ချိန်ညချိန်မျက်နှာတင်ပြီးတိုင်းလိမ့်ပေးဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော် contact တာမလိုက်တွေပါကျွန်တော်ဒီသုံးနေတဲ့ skin care ပဲဖြစ်ဖြစ် make up တွေပဲဖြစ်ဖြစ်အမွှေးနှံတာပါတဲ့ပစ္စည်းနဲ့ထိလို့ပဲဖြစ်ဖြစ်မျက်နှာကဒီတက်မတက်ပြီးတော့ရောင်ရမ်းတာညီမြန်းတာတွေဖြစ်လာတတ်တယ်ဒီလိုဖြစ်လာပြီဆိုလို့ရှိရင်မိတ်ဆွေကအဲ့ပစ္စည်းကိုချက်ချင်းရပ်ပါဘယ်ပစ္စည်းကြောင့်ဖြစ်လဲဆိုတာကိုတေချာစစ်ဆေးပါပြီးရင်ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့ကုသပါဘာလို့လဲဆိုတော့ဒီဟာမျိုးကတော့ယောဂတစ်မျိုးဖြစ်တဲ့ကြောင့်မလို့တေချာဆွေးနွေးတိုင်ပင်မှာပဲမိတ်ဆွေရဲ့မျက်နှာကိုအမြဲတမ်းသက်သာမှာဖြစ်ပါတယ်ကိုကကိုဆေးလေးဒီဆေးလေးနဲ့ဆိုလို့ရှိရင်ဆေးနဲ့နာနဲ့မတည့်ရင်ပို့ဆိုးလာမျိုးဖြစ်တယ်လို့ပါနောက်တစ်ခုကတော့ကျွန်တော်တို့နှင်းကူတွေပေါ့နော်အဇီမာလို့ခေါ်တဲ့နှင်းကူလေးပါတယ်စီဘိုရစ်ဒါမတိုက်လေးလို့ခေါ်တဲ့အစီနှင်းကူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုယောဂတွေကကြောင့်သူကယောဂမျိုးစားတွေမှာပါတယ်တို့စီဘိုရစ်ဒါမတိုက်လေးဆိုရင်ခေါင်းမှာအဖက်ဖက်တွေလန်တယ်ပေါက်ဖက်တွေလန်တယ်ခေါင်းမှာအစီဖူးတွေရှိမယ်ပြီးရင်မျက်ခုံးကြားနှာခေါင်းကြားလေးရွက်ကြားတွေမှာအဖက်ဖက်တွေလန်မယ်မျက်နှာပြုံးစီဖူးတွေထွက်ပြီးတော့ရှားမယ်ချိုရင်ဘက်တွေကြောတွေပါအစီဖူးတွေထွက်မယ်ဂျိုင်းတွေစီးကုန်တွေဒီပါအဖက်ဖက်တွေလန်ပြီးရှားနေရဆိုရင်တော့ဒါဆိုရင်တော့မိတ်ဆွေကအစီနှင်းကူမှုန်နှင်းကူဖြစ်နေနိုင်ပါတယ်နောက်တစ်ခုဒီအဇီမာလို့ခေါ်တဲ့ယောဂကတော့သူကမျက်နှာတို့လေဘင်းတို့ဒီတထောင်ဝင်းကြားလေးတွေမှာညီရဲတဲ့ရောင်ရမ်းတဲ့ဒီလက္ခဏာနဲ့လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့မိတ်ဆွေကကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသမှာပဲအဆင်ပြေမှာပါနောက်စရိုဒတစ်ချက်ကတော့ကျွန်တော်တို့ဒီ skin barrier ပြတ်လာပါတော့ဒီ exfoliate လုပ်တဲ့ဒီ BHA တွေ AHA တွေเนาะဒါမှမဟုတ်ရင်ဒီ retinoid adapalene ထွက်တနိုင်တွေသုံးတာများပြီးတော့ဒီ squat တိုက်တာတွေပါလောက်တာတွေသုံးတာတွေများသွားရင်ဘာဖြစ်လဲဆိုတော့မျက်နှာကskin barrier ပြတ်သွားတယ် skin barrier ဆိုတော့ကျွန်တော်မျက်နှာပေါ်မှာရှိရဲဒီရေပြားကိုကာပေးထားတဲ့အလွှာပါးလေးပေါ့နော်ဒီအလွှာပါးလေးကကျွန်တော်တို့အုပ်စီထားသလိုပဲရေပြားပေါ်မှာဒီရေဓာတ်ကိုထိမ့်ပေးထားတယ်အပြင်ဘက်ကနေလာတဲ့ template ချင်းကိုကာဝယ်ပေးထားတယ်ဒီ skin barrier ပြတ်သွားရင်တော့ဒီအသားကြီးရေဓာတ်ကိုကြကြမထိနိုင်နိုင်နဲ့အသား6လာမယ်ပြင်ပကဒီနေတန်လေတန်တွေကိုမခံနိုင်တော့ဘဲမျက်နှာနီအောင်ရဲလာပြီးတော့ရှားလာတတ်တယ်ပေါ့နော်ဒါကြောင့်ဒီလို skin barrier ပြတ်ပြီဆိုရင်မိတ်ဆွေက ceramide ပါတယ်ဒီ moisturizer cream ဒါမှမဟုတ်ဒီ skin care တစ်ခုခုကိုအသုံးပြုလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ပတ်ဝန်းကျင်အကြောင်းမှာပတ်ဝန်းကျင်လေထုထဲမှာရှိရကြောဖုံတွေညစ်ကြေးတွေဒီအမှုံမွားတွေကြောင့်မျက်နှာရလာမျိုးဖြစ်တဲ့အိမ်မွေးတိရစ္ဆာန်တွေရဲ့အမှုံမွားတွေကြောင့်လည်းမျက်နှာရလာမျိုးဖြစ်နိုင်တယ်ဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့အပြင်အပြန်ငယ်ပြီးတိုင်းကျွန်တော်မျက်နှာကိုရေတန်လေးနဲ့တန်ရှင်းလုပ်ပေးတင်တယ်ခေါင်းပုံးတွေကိုလည်းကျွန်တော်3ရက်တစ်ခါတော့လဲပေးတင်တယ်ပေါ့နော်ဒီလိုလုပ်ပေးခြင်းအပြင်မိတ်ဆွေရဲ့ဝေနာတွေတက်တာမှာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေကဘာကြောင့်မျက်နှာရရနေလဲဆိုတဲ့အကြောင်းကိုသိသွားပြီလို့ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြပါရဲ့ဗီဒီယိုလေးကမိတ်ဆွေတဲ့အကျိုးရှိရဆိုရင်ကိုယ့်မှာကိုယ့်လိုရေးပေးသွားပါတခြားမိတ်ဆွေသိအောင်လည်း share ပေးသွားပါနောက်ထပ်ဒီလိုကြမ်းမိုက်ဘူးတရားဗီဒီယိုသိချင်တယ်ဆိုရင်တော့ဒီအကောင့်လေးကို follow လုပ်ထားဖို့မေးပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ပါမယ် Auradem Clinic